လက်ဆက်နှစ်ပါအသေးစိတ်ဟောခြင်းမိတလက်သမားများသည်အဘပိုင်ရာသီမှဖြစ်ခြင်းကြောင့်စိတ်မြန်တက်ခြင်းကောင်းမာခြင်းမိမိဖြစ်လိုတဲ့ဆန္ဒကိုမရမနေရယူတတ်ခြင်းရှုပြိုင်မှုကိုအလိုရှိခြင်းစိန်ခေါ်ရင်တိမ်ပေါ်ထိတက်လိုက်မဲ့လူစားမျိုးတွေသူရတတိရှိသောအမျိုးသားများဖြစ်တတ်ကြသည်ရာသီအိမ်သည်စိတ်ရုပ်ကိုကိုစားပြုခြင်းကြောင့်အစားအသောက်မပြတ်စားတောက်တတ်ခြင်းအသီးအရွက်များကိုတာကြိုက်နှစ်သက်တတ်ခြင်းစိတ်ရဲ့တဘာဝကိုကတိုက်ခိုက်လိုတဲ့စိတ်ရှိခြင်းဆဲရာသီဖြစ်ခြင်းကြောင့်မိတလက်ပိုင်ရှင်တွေဟာတနေ့တည်းမှာအငြိမ်မနေတတ်ခြင်းခြေမာပွေပါတဲ့လူတွေတနေရာထဲမှာအငြိမ်နေခိုင်းရင်တခုခုကိုလုံနေရမှကျေနပ်တတ်ခြင်းစွန့်စွန့်စားစားလုပ်ရတဲ့အလုပ်များကိုနှစ်သက်တတ်ခြင်းသူ့ရဲ့အားနည်းချက်ကအမြဲတမ်းအမြန်လှုပ်လို့တဲ့စိတ်ပဲအမှန်ကဒီလက်ပိုင်ရှင်တွေဟာအချိန်ကိုစောင့်ဆိုင်တတ်ခြင်းဆိုတဲ့အကျင့်ကိုမွေးမြူတင်တယ်ဆက်တတန်းဘာဝဟာဆရာလက်တွေအတွက်ဘာသာကဖြစ်လို့ဒီလက်ပိုင်ရှင်တွေဟာစီးပွားရေးကောင်းမွန်လာလေလူတန်းချင်းဒါနကုသိုလ်ကိုပုံမပြုလုပ်တင်လေပဲမိရသည်ဖြစ်ခြင်းကြောင့်ဒီလက်ပိုင်ရှင်တွေဟာထက်မြက်မှုရှိတာမှန်ပေမဲ့မိနှမျိုးဖြစ်တဲ့ကောက်ရိုးမိလိုချင်တဲ့စရိုက်ကိုပြုပြင်ပြီးမိခဲလိုစိတ်သက်မျိုးကိုကျင့်သုံးရင်ပုံမအောင်မြင်တတ်တဲ့သဘောကိုရရှိမဲ့မိဟာရရဲ့ရန်သူဖြစ်ခြင်းကြောင့်ကရလက်ဖိစာလက်မိန်လက်သမားတွေသို့မဟုတ်ထိုရာသီဖွားတွေနှင့်လူမှုဆက်ဆံရေးစီးပွားရေးအိမ်အောင်ရေးတွေတတိထားဆက်ဆံတင်ပါတယ်ရေဘူးရပါအတီမယူပါနှင့်မိဟာလေးနှင့်မိဖက်ဖြစ်သောကြောင့်မေထုံလက်တူလက်ကုံလက်သို့မဟုတ်ထိုရာသီဖွားတွေနှင့်လူမှုရေးစီးပွားရေးအိမ်အောင်ရေးများတင့်တော်ပါသည်ရေဘူးရမိတရာသည်ဟာတနတ်နွေအုပ်မူပြီးစနေနေ့မူသောကြောင့်ခေါင်းဆောင်မှုအရေးချင်းကောင်းတွေတိဆောက်ပြီးတပိစတဲ့အောက်လက်ငယ်သားတွေအပေါ်ညာလာတဲ့စိတ်မျိုးမွေးမြူကျင့်ဆောင်မိဆိုလျင်အထူးကောင်းမွန်ပါသည်အထက်ပါရေးသားချက်တွေဟာတိုတောင်းပေမဲ့မိတလက်ရဲ့အဓိကကီဖားနယ်တွေကိုအဓိကရေးသားထားခြင်းဖြစ်ပါကြောင်းရေးသားအသိပေးလိုက်ရပါသည် Say it, Jove. Astrology.